အဲ့တော့ရေဘက်တိုင်ရောဘယ်လိုလုပ်လဲဟာတခါလေရေခဲကြီးနဲ့လောင်းချမှာလားခလေးကိုရေကန်နဲ့ပြစ်ချမှာလားဒါမျိုးတွေလည်းမဟုတ်ပါဘူးအဲ့တော့ဟုတ်ပြီဆရာတို့ကခုနကပြောသလိုပဲကလေးကလည်းအဖျားမကြဘူးဆရာဂျိုရုလည်းထမ်းမထည့်ရဘူးဟာလားအကြိုက်ခဲပြောက်စီးလည်းအပြင်းမတက်ရဘူးအဖျားကြစီးလည်းထိုးတာမထိုးရဘူးဆရာကြီးကလေးအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်ကလေးကအဖျားကြည့်တက်သွားတတ်တယ်နော်ဒါမှမဟုတ်လည်းကလေးကတအားအီးနေတယ်တအားပင်ပန်းနေတယ်ဘယ်လိုလုပ်ရမလဲဒီတိုင်းထိုင်ကြည့်ရမလားမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်လုပ်လို့ရတာနှစ်ခုရှိပါတယ်နံပါတ်1ကတော့ကျွန်တော်ရေဘက်တိုက်ပေးပါနော်အဲ့တော့အဲ့နေရာမှာလဲကျမကြီးအယူဆအမှားလေးတွေရှိတယ်ဟာဆရာရဲ့ရေဘက်တိုက်လိုက်လို့ကလေးကအဆုတ်ထဲကိုရေဝင်သွားတာရှိတယ်တချို့တွေဖောသွားတာရှိတယ်ရေတွေဝင်သွားတာတွေရှိတယ်ဒါမျိုးလေးတွေအယူဆအမှားလေးတွေရှိပါတယ်တကယ်တော့မဟုတ်ပါဘူးခင်ဗျကျွန်တော်တို့အဆုတ်ထဲမှာရေဝင်တယ်လို့နော်ရေဖြင်းဆွဲတယ်လို့ဆိုတဲ့ယောဂတွေကယောဂကြီးတွေပါတခြားအကြောင်းအရာတွေနော်ဒီထက်ရိုးရိုးသားမှန်ဖျားရုံဆိုတဲ့အကြောင်းအရာထက်ကြီးမားတဲ့ပိုးတွေနော်ယောဂအခြေအနေတွေကြောင့်သူတို့ကရေပြင်းဆွဲတာတို့အဆုတ်ထဲရေဝင်တာတို့အဆုတ်ရေဝိုင်းတာတို့ဖြစ်တာပါဒါတွေကကျွန်တော်တို့အပြင်ကရေဘက်တိုက်လိုက်တဲ့ရေကြောင့်အဲ့ဒါတွေဝင်သွားပြီးတော့ဖြစ်သွားမှာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မလို့ရေဘက်တိုက်တာဟာကလေးတွေအတွက်အလွန်ထိရောက်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်အဲ့တော့ရေဘက်တိုက်ရင်ရောဘယ်လိုလုပ်လဲဟာတခါလေရေခဲကြီးနဲ့လောင်းချမှာလားကလေးကိုရေကန်နဲ့ပြစ်ချမှာလားဒါမျိုးတွေလည်းမဟုတ်ပါဘူးနော်အဲ့လိုဆိုကျွန်တော်တို့ကအကိဆရာကြီးညဘက်တွေအေးနေတယ်မိုးတွေရွာနေတယ်ရေဘက်တိုက်လို့အဆင်ပြေပါမလားအစိုးရကအေးပတ်နေတာရေဘက်တိုက်လိုက်လို့ပို့ပြီးတော့အေးပတ်သွားမလားပေါ့နော်ဒါလေးတွေမေးစရာလေးတွေရှိပါတယ်တကယ်တော့ဆရာတို့ရေဘက်တိုက်တယ်ဆိုတာကိုခန္ဓာရဲ့အပူလေးကိုကျွန်တော်တို့ကအေးဓာတ်လေးနဲ့ပြန်ဆုပ်ယူတာပါကျွန်တော်တို့ရေဘက်တိုက်တဲ့အချိန်မှာပန်ကာလေးတွေပိတ်ထားမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့လေးလာရအလက်ပေါ့နော်တခါလေပရင်းမောက်ကနေလေးတဟူးဟူးတိုက်နေတာဒီနေရာလေးတွေကိုရှောင်မယ်နောက်တစ်ခုကကျတော့ရေပေါ့နော်ရေကတခါလေကျွန်တော်တို့အင်တုံလေးရေအိုင်လေးရေကန်တွေကတခါလေအေးဆက်နေတဲ့ရေဆိုရင်လည်းကျွန်တော်တို့ကမလုပ်မယ်ရေကြက်သိန်းနွေးလေးဖြစ်အောင်ရေနွေးလေးနည်းနည်းဆက်ပေါ့ရေလေးကိုမပူမအေးရေနွေးလေးဆက်ပြီးတော့ကျွန်တော်တို့ကရေဘက်တိုက်ရပါမယ်ရေဘက်တိုင်ရောဆရာကြီးဒီမှာတော့နှစ်ဖူးလေးကတ်ထားတာဘလို့မှအဖျားမကြဘူးเนาะနှစ်ဖူးကတ်ပလာစတာလေးကတ်ထားတာဆိုတော့ဒါလည်းမှားပါတယ်ကျွန်တော်တို့ကရေဘက်တိုက်မယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့အထူးသဖြင့်ဒီလိုမျက်နှာတုပ်ပွားနှစ်ထည်ပေါ့နှစ်ထည်ကိုရေသေးချစိမ့်ပြီးတော့ကျွန်တော်ညှစ်ချလိုက်ပြီးအဆိုတက်လေးရှိတဲ့ဟာကိုအထူးသဖြင့်ကျွန်တော်တို့ကရေဘက်တိုက်တယ်ဆိုတာကိုခန္ဓာမှာရှိတဲ့သွေးကြောမာကြီးတွေရှိတာလေပင်တို့ဂျိုင်းကြားတို့ကိုလုံးတို့ရင်ဘတ်ပေါင်တို့ပေါ့เนาะအဲ့တော့ကျွန်တော်တစ်ထည်ကိုဒီလိုကလေးကိုပတ်ထားပြီးနောက်တစ်ထည်ကိုအဲ့လိုပဲစိမ့်ညှစ်ပြီးသွားရင်မလုပ်နဲ့မျက်နာလေးတွေလေပင်လေးတွေလက်ကလေးတွေခြေထောက်ကလေးတွေပေါင်ကြားလေးတွေဒါလေးတွေတိုက်ပြီးပေါ့နော်ဒီလိုတိုက်ပြီးပြီဆိုရင်နောက်တစ်ထည်နဲ့မလုပ်နဲ့ပြန်အချောက်တုပ်နော်ဒါလေးနှစ်ခေါက်သုံးခေါက်လုတ်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကဘာဖြစ်နိုင်လဲဆိုတော့အပူလေးကိုကျသွားနိုင်ပါတယ်ကဲအဲ့လိုတိုက်တာရောအဲ့လိုတိုက်တဲ့အချိန်မှာကလေးကဘာတွေဖြစ်နိုင်လဲရံပန်ရံခါမှာရုပ်တရက်အပူနဲ့အေးနဲ့တွေ့တဲ့အတွက်ကြောင့်ချမ်းတုံတာတွေလန့်တာတွေရှိတယ်အဲ့ဒါကြောင့်ခုနကရေကြက်သိန်းနူးလေးနဲ့ဆိုရင်တော့ဒီလန့်တာလေးတွေကိုကာကွယ်နိုင်တယ်ပေါ့နော်အဲ့တော့ရေဘက်ကိုရောဘယ်နှလောက်တစ်ခါတိုက်ရမလဲဆိုတော့ကျွန်တော်ရတယ်နိုင်ခွက်တစ်ခါတစ်နာရီတစ်ခါအပူမချမချင်းတိုက်လို့ရပါတယ်ရေဘက်လေးတိုက်အချောက်လေးတုပ်နော်အဝတ်စားလေးလည်းတစ်ခါရေဘက်လေးတိုက်အချောက်လေးတုပ်ဒါလေးလုပ်ပြရမယ်ဒီနေရာမှာတစ်ခုကဘာရှိလဲကျွန်တော်တို့ကအပူမကြလို့ကလေးကချမ်းတယ်ဆိုပြီးတော့နှွေးတဲ့ကြီးတွေအထူးကြီးတွေဝတ်ထားတာဆောင်းတွေခြုံထားတာဒါတွေလည်းမလုပ်သင့်ဘူးဒါတွေလုပ်ချင်းဟာကိုခန္ဓာတွေကအပူကိုအပြင်ကိုထွက်မသွားစေဘဲနဲ့ကိုခန္ဓာထဲမှာအပူတွေပို့ပြီးအောင်းနေပြီးတော့အပူကိုတာရှည်စေတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဘာလုပ်လို့ရလဲအပြင်မှာရေဘက်တိုက်တယ်လို့ပဲကျွန်တော်တို့အတွင်းကိုလည်းကျွန်တော်တို့ရေလေးတွေတိုက်ရပါတယ်เนาะမိခင်တို့ဆိုတဲ့အရွယ်ဆိုမိခင်တို့လေးတွေတိုက်မယ်ဟလာကျန်တာပြပအစားအစာစားတတ်တဲ့အရွယ်လေးဆိုရင်ကြက်ပြုတ်ရည်လေးတွေတိုက်မယ်ဓာတ်စားလေးတွေတိုက်မယ်အုံးရည်လေးတွေတိုက်မယ်အသီးနှံဖြော်ရည်လေးတွေတိုက်မယ်ရေလေးတွေတိုက်မယ်ပေါ့နော်ဒီလိုအချိန်မှာလဲတခါလေကလေးတွေကအန်တက်တဲ့အတွက်ကြောင့်တော်ကြာလေးတစ်စုံ15မိနစ်တစ်စုံ10မိနစ်တစ်စုံဒါမျိုးလေးတွေတိုက်ပေးနေပါမယ်ဒီလိုတိုက်ချင်းအပြင်ကျွန်တော်တို့ကအပူကြီးတဲ့အတွက်ကြောင့်မလို့ကိုခန္ဓာမှာရှိတဲ့အရေဓာတ်ခန်းချောက်လို့ခေါင်းတွေကြိုက်တာကိုလက်တွေမအီမသာဖြစ်တာเนาะသွေးခုန်လုံးတွေမြန်တာသွေးပေါင်တွေကျတာဒါတွေကိုတခါတည်းကာကွယ်ပြီးသားလည်းဖြစ်တယ်လို့အပူကြဖို့လူတက်တောင့်တက်တာရှိဖို့အတွက်လည်းဒါလေးတွေကအကူအညီပေးပါတယ်ဒါကြောင့်မလို့အဖျားကြီးတဲ့အချိန်မှာဆိုရင်ရေဘက်တိုက်ဖို့မေမေတွေဖေဖေတွေမကြောက်ကြပါနဲ့မှန်ကန်တဲ့နီလန်းနဲ့တိုက်ဖို့ပဲအရေးကြီးပါတယ်နံပါတ်2ကတော့ကျွန်တော်တို့အရေလေးတွေအရေဓာတ်ရဖို့အရေဓာတ်မခန်းချောက်ဖို့အတွက်အရေလေးတွေတိုက်နေပြီးဖို့လိုအပ်တယ်ဆိုတာလေးပဲပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်